ပဲကြဆန်ကိုတုတ်စားရတာပြင်းလာလို့ဒီလိုလေးကြော်စားကြည့်ပါမယ်အရင်ဆုံးဝက်ဥချောင်းကြော်ပါမယ်ပုံမှန်ဆိုရင်ယူလီယာကဝက်ဥချောင်းကြော်ရင်ရေလေးထည့်ပြီးတော့ကြာလှိမ့်ပြီးတော့ကြော်ပါတယ်ရေခမ်းသွားတဲ့အခါမှာဝက်ဥချောင်းလေးကစီကသူ့အတူထွက်လာပါတယ်ဒီနေ့တော့အချိန်မရတာနဲ့ပေါ့နော်ဒီလိုလေးပဲကြော်လိုက်ပါတယ်ပါတော့ကြတော့သူကမတူကအရန်ဂီးယူဆက်ရပါတယ်ပြီးတော့ကြတော့ယူလီယာမျိုးသီးကြောက်လေးရယ်ချက်သွမျိုးလေးရယ်ထည့်ပြီးတော့လှိမ့်ပါမယ်ကိုကြိုက်တဲ့အသီးရွက်လေးလည်းထည့်လို့ရပါတယ်နော်ရတာအနေနဲ့ကတော့ကြက်သားမုံလေးထည့်ပါမယ်ပြီးရင်တော့ရေစိမ်ပြီးတော့ရေစစ်ထားတဲ့ပဲကြဆန်လေးတွေထည့်ပါမယ်ရတာအနေနဲ့ကတော့ကြက်သားမုံခရူးစီနဲ့ပဲငါပြရဲ့အကျဲလေးထည့်ပါမယ်ပြီးရင်တော့အားလုံးကိုတမအောင်မှွေပေးပါမယ်နော်အပူကြောင့်ပေါ့နော်ထွေးသွားတဲ့လို့ကိုကဒီညက်တိုးဘာလို့နဲ့အဲ့လိုမျိုးနှစ်ခုနဲ့ကင်ပြီးတော့ကြော်ရင်တော့ပိုကောင်းတယ်ပေါ့နော်ပြီးရင်တော့အိမ်မှာကြက်ပြုတ်ရည်လေးရှိရနဲ့ကြက်ပြုတ်ရည်လေးပါထည့်လိုက်ပါတယ်နံလေးပုံမွေးသွားအောင်ငရုတ်ကောင်းမုံလေးထည့်ပါမယ်နော်ကြက်သွမြင်လေးတွေကိုလည်းတေးသေးလေးမလီးပဲနဲ့ဒီလို2လက်မလောက်ဖြတ်ပြီးတော့ထည့်ထားပါတယ်ကြက်သွမြင်နဲ့မွေးလေးနဲ့အသေးရွက်ကောအသားပါပါတယ်ပဲကြဆန်ကြော်လေးရပါပြီပထမဆုံးစမ်းကြော်ကြည့်ရစားကောင်းလို့ကြော်နီလေးမျှဝေပေးလိုက်ပါတယ်နော်